ထောင်တန်းတသက်ကျွန်းကြားခံလိုက်ရတဲ့မိုးမြင့်ထွန်းကျွန်တော်တို့ရင်ဆိုင်နေရတဲ့စစ်အာဏာရှင်စနစ်ဆိုတာအပေါ်ယံချင်းခိုင်မာတောင့်တင်းလာတယ်လို့ထင်ရပေမဲ့အတွင်းပိုင်းမှာတော့အကျင့်ပြတ်ခြားစားမှုတွေကိုကျိုးရှာအာဏာလွန်ဆွဲပွဲတွေနဲ့အမြင့်ကနေဆွေးမြေ့နေတဲ့ရန်တရားတစ်ခုသာဖြစ်ပါတယ်။တော်လိုင်းရေးထဲမှာပဲအာဏာပြန်ဆမှုတွေရှိတာမဟုတ်ပါဘူး။စစ်တပ်ထဲမှာကပိုပြီးတော့ပြင်းထန်တဲ့ဖြိုးထုတ်သက်လွန်ဆွဲပွဲတွေရှိပါတယ်။ဒါပေမဲ့စစ်တပ်ကသူတို့ရဲ့အတွင်းပိုင်းတွေကအာဏာလွန်ဆွဲပွဲတွေကိုတော့ကောင်းကောင်းဖုံးကွယ်ပြီးဝါဒဖြန့်နိုင်ပါတယ်။ဒီကနေ့ဗီဒီယိုမှာတော့ဒီအာဏာလွန်ဆွဲပွဲတွေကြားထဲမှာထောင်နဲ့တသက်ကျွန်းကြားခံလိုက်ရတဲ့မိုးမြင့်ထွန်းရဲ့ဇလန်းပဲဖြစ်ပါတယ်။စစ်တပ်ကတို့အပတ်စဉ်30စဉ်ဖြစ်တဲ့မိုးမြင့်ထွန်းဟာရခိုင်နာအဖဆဲဆိုးလက်ထက်မှာဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့ကိုကြီးအရာရှိဖြစ်တာဝန်ထမ်းဆောင်ရင်အာဏာရဲ့အရာသာအာဏာရဲ့လုပ်ပိုင်ခွင့်တွေကိုစတင်မိဆန်းခဲ့သူဖြစ်ပါတယ်။နိုင်ငံရေးလက်ကွက်တွေနဲ့စစ်တပ်အတွင်းခြေပုံးခုံမှုတွေကိုလောကျင်နေခဲ့တဲ့သူဟာ2018ခုနှစ်မှာနေပြည်တော်တိုင်းမှုရာထူးကနေစစ်တပ်အတွင်းအင်မတန်အရေးပါတဲ့စစ်ဦးစီးရာရှိချုပ်ဖြစ်တဟုန်တိုးတက်လန်းလာခဲ့ပြီးစစ်တပ်အတွင်းအာဏာရှိဆုံးဗိုလ်ချုပ်တွေထဲမှာထိပ်ဆုံးကနေပါဝင်လာခဲ့ပါတယ်။2011ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းတဲ့ညမှာပြည်သူချစ်တဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလက်နက်အားကိုနဲ့ဝင်ရောက်ဖမ်းဆီးရမှာမိုးမြင့်ထွန်းကိုယ်တိုင်ဥဆောင်ပါဝင်ခဲ့သူတဦးအထိဖြစ်လာပါတယ်။ဒီအတွက်အမေရိကန်၊ကနေဒါ၊ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့ကသူ့ကိုပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့ပေမဲ့လည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ဒီတပည့်ကျော်ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ပြီးရာထူးစိတ်တွေတက်ပေးခဲ့ပါတယ်။သို့တော်လည်းသူစိုက်ပျိုးခဲ့တဲ့အစိတ်အသီးဟာမကြာခင်မှာပဲသူ့စီကိုပြန်လည်ဆိုက်ရောက်လာခဲ့ပါတယ်။2023ခုနှစ်ကရင်နဲ့ကရင်ဒေသစစ်စင်ရေးတွေမှာမိုးမြင့်ထွန်းဟာစစ်စင်ရေးအထူးအဖွဲ့မှုတွေကိုကျော်လွန်ပြီးအောက်ခြေတက်မှုတွေကိုတိုက်ရိုက်အမိန့်ပေးခဲ့မှုတွေပြုလုပ်ခဲ့ပါတယ်။မဲဆဲနဲ့လက်ခတ်တောင်စခန်းတွေကိုပြန်သိမ်းဖို့မြေပြင်တပ်တွေလက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေကိုအပြင်းထန်သုံးပြုဖို့ညွှန်ကြားခဲ့ပေမယ့်သူ့ရဲ့ညံပြင်းလာတဲ့စစ်ရေးဗျူဟာတွေကြောင့်အကြဆုံးများစွာနဲ့အဆက်အကွဲအရှုံးနှင်းခဲ့ရပါတယ်။ဒီအချိန်မှစပြီးတပ်တွင်းအတိုင်းဝိုင်းမှာစူညံလာခဲ့ပါတယ်။သူဟာတောက်လျှောက်ဆိုသလိုစစ်စင်ရေးတွေမှာအကြဆုံးများခဲ့ပြီးရီမန်းထားတဲ့စခန်းတွေကိုလည်းပြန်မသိမ်းနိုင်ဘူးလို့သတင်းတွေအရသိရပါတယ်။မိုးမြင့်ထွန်းဟာမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနဲ့ကုန်သွယ်မှုကုန်စည်စည်းစိမ်မှုဆိုင်ရာအရေးပါတဲ့ကော်မတီတွေကိုလည်းဦးဆောင်ခဲ့ပါတယ်။အဲ့ဒီကာလတွင်သူ့လက်ထက်မှာစီးရေးသမကစီးပွားရေးဆိုင်ရာအာဏာတွေလည်းအများကြီးကင်တွယ်နေခဲ့တာကြောင့်စူပါဗိုလ်ချုပ်လူတော်ခေါ်ဆိုခံရပါတယ်။2023ခုနှစ်စက်တင်ဘာ25ရက်မှာတော့သူ့ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲစစ်ခုံရုံးကသူ့ကိုစစ်ဆေးခဲ့ပြီးနိုင်ငံတော်သစ္စာဖောက်ပြမှုစစ်စည်းကမ်းဖောက်ပြမှုနဲ့သစိုးလက်ဆောင်ရယူမှုနိုင်ငံခြားသုံးငွေတရားမဝင်လက်ဝယ်ထားရှိမှုအပါအဝင်တွဲချက်တွေနဲ့အပြစ်ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။စက်တင်ဘာ19ရက်မှာဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းစတင်စစ်ဆေးပြီး၃ဖက်အတွင်းအခုလိုအရေးယူလာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ထောင်နဲ့တသက်ကျွန်းချမှတ်ခဲ့ကြောင်းစစ်ကောင်စီကကြေညာခဲ့ပါတယ်။မိုးမြင့်ထွန်းထောင်ချခံရပြီးနောက်မှာတော့သူ့မိသားစုပိုင်ကုမ္ပဏီအချို့ဟာနေပြည်တော်အခြေစိုက်စောက်လုပ်ရေးတင်ဒါတွေဆက်လက်ရရှိခဲ့ပါတယ်။သူ့မိသားစုပိုင်ကုမ္ပဏီတွေဟာစစ်တပ်အတိုင်းဝိုင်းကသာလုပ်ပိုင်ခွင့်ရတဲ့အကျဉ်းဦးစီးဌာနနဲ့ရဲတပ်ဖွဲ့အတွက်စောက်လုပ်ရေးလုပ်ငန်းတင်ဒါ၄ခုအထိရရှိခဲ့ပါတယ်။အချို့ကတော့ဒါဟာမိုးမြင့်ထွန်းထောင်ချပြီးနောက်ကျန်ရည်သူမိသားစုပေါ်နှစ်သိမ့်တဲ့အခြေအနေလို့ဆိုကြပါတယ်။ဒီလိုမိုးမြင့်ထွန်းရဲ့မိသားစုတွေနဲ့ဆွေမျိုးသားချင်းတွေကထောင်ချသွားတဲ့ဖခင်အတွက်မျက်ရည်ကန်ထိုးရင်းအာဏာရှင်စနစ်ရဲ့အရေးအောက်မှာပြည်သူ့ဗန္ဒာကိုဆက်လက်ခွဲဝေစားသုံးနေကြသေးပါပြောရရင်မိုးမြင့်ထွန်းဟာ2021အာဏာသိမ်းပြီးနောက်စစ်တပ်နဲ့စီးပွားရေးကဏ္ဍနှစ်ခုစလုံးမှာအာဏာရှိဆုံးပုဂ္ဂိုလ်တွေတည်းကတအုပ်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့2023ခုနှစ်မှာရာထူးအားလုံးဆုံးရှုံးခဲ့ပြီးစစ်ခုံရုံးရဲ့အစီရင်ချက်အရထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်ဆိုတော့အာဏာယူမင်းအောင်လှိုင်အမိန့်နဲ့နိုင်ငံတော်အာဏာကိုသိမ်းကြလာခြင်းအတူတူနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေလက်ဝဲကြီးအုပ်ထားခြင်းကအတူတူပါပဲဒါပေမဲ့သူ့ထက်ရာထူးကြီးတဲ့အာဏာရှင်မင်းအောင်လှိုင်အလိုမကျတဲ့အခါစစ်တပ်ရဲ့အဆင့်6နေရာဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးရာထူးကနေထောင်သားဘဝရောက်ခဲ့ရပါတယ်